Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့ကေတူက Korean food ဆိုတဲ့ဆိုင်လေးကိုသွားစားခဲ့ပါတယ်ဒီဆိုင်မှာရုပ်ကောက်တဲ့ဆက်လေးရှိတယ်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီရုပ်ကောက်တဲ့ဆက်ကကြတော့သူဒီဘေးတွေရှင်းပြီးွားတဲ့အချိန်ကျမှသူကရုပ်ကောက်တဲ့ဆက်မှာရုပ်ကောက်ဖို့အတွက် coin လေးတွေသူပြန်ပေးရပေါ့နော် coin လေးကို free ပြန်ပေးတာအဲ့ဒီ free ရတဲ့ coin လေးနဲ့ကောက်လိုက်ရုံပဲပေါ့နော်အဲ့တော့ပြန်မှကောက်ကြမယ်ဆိုပြီးထားလိုက်ပါတယ်ဒီဆိုင်မှာကြတော့သူကအရင်တစ်ခေါက်ကသွားစားတဲ့ဆိုင်ထက်ကိုသူကဈေးပိုတတာကိုတွေ့ရတယ်ပြီးတော့ဒီဆိုင်မှာကိုရီးယားမှာရတဲ့လူချူကြီးစချိုအေးတို့စပစ်တီချူကြီးရတယ်နော်အရင်တော့စပစ်တီချူကြီးတော့တောက်ဘူးလေစချိုအေးရတယ်တော့တိတ်ပြီးတောက်ဘူးပေါ့နော်ဒါလေးကစပစ်တီချူကြီးလေးဖြစ်ပါတယ်ကိုမောကတော့ဆန်ချိုကြီးသူကြိုက်တော့ဆန်ချိုကြီးသူမှာရပါတော့အဲ့တော့သူစီရလဲတောက်ကြည့်အောင်မိုင်းဟာလေးတော့ရောက်ပြီဒါကတော့ကိုရီးယားထမင်းတုပ်ပါသူဒီဆိုင်မှာကျတော့ကိုရီးယားထမင်းတုပ်မှာဆိုလို့ရှိရင်သူကရင်ညှိကိုပေးရပေါ့နော်အရင်ဆိုင်မှာကျတော့အဲ့လိုမျိုးရင်ညှိထုတ်လေးပေးရတော့မရှိဘူးဒီဆိုင်ကတော့ရင်ညှိထုတ်လေးပေးတယ်ပြီးတော့ complimentary soup လေးပေးပါတယ်ကိုရီးယားဒီစုကတော့တကယ်တောက်လို့ကောင်းတယ်ပေါ့နော်ကိုရီးယားရဲ့လက်ဆွဲကတော့ဒီမှာ tteokbokki ပေါ့နော် tteokbokki ဒါပေမဲ့ဒီမှာက fish cake လည်းတည်တံ့ရတဲ့အတွက်ကြောင့်မို့ထပ်မှာလိုက်ပါတယ်သူ fish cake ကလည်းအကြီးကြီးပဲ tteokbokki ရဲ့ size ကော fish cake ရဲ့ size ကောအကြီးကြီးပဲပြီးတော့ဒီမှာကဒါကြာစံလက်လုပ်ထားတဲ့ဟာလေးပေါ့နော်တေချာတော့မသိတာပေမဲ့အဲ့ဟာလေးလည်းမှာလိုက်တယ်စားကြည့်ရစားလို့ကောင်းမဲ့ပုံပေါ်ရပေါ့နော်စားကြပါအောင်ရှင်ကိုဘွားကတော့ကင်ချီထမင်းကြော်မှလိုက်ပါတယ်သူ့ထမင်းကြော်လေးကလည်းတော်တော်လေးကိုစားလို့ကောင်းမဲ့ပုံလေးပေါ့နော်ထင်ထားတဲ့အတိုင်းမှာပဲဒီကြာစံနဲ့လုပ်ထားတဲ့ဟာလေးလည်းတော်တော်စားကောင်းတယ်ဒီကင်ချီထမင်းကြော်ကလည်းတော်တော်စားကောင်းပါတယ်စားကျင်တာစားရနေအရင်ပြုံနေရပါတော့ဒီကတော့တတလေးကကိုရီးယားထမင်းတုပ်ကိုစနေနေရပါတော့သူရဲ့ကိုရီးယားထမင်းတုပ်လေးကလည်းတော်တော်စားကောင်းတယ်ဒီမှာကြည့်လိုက်ရင်ပိုးရှင်းကအရင်ကဆိုင်နေကတူတူပဲဒါပေမဲ့ဈေးကပိုသက်သာတယ်ပြီးတော့ခုနလိုမျိုး side food လေးတွေပေးထားတာပို့ပြီးတော့များတယ်ပေါ့နော်ဒီမှာဆိုကင်ချီတို့မလောက်ချင်အဲ့လိုမျိုးလေးပေးတယ်ဟိုမှာကြောင့်မလောက်ချင်တော့တိတ်မပေးဘူးကင်ချီတော့ပေးတယ်ဆိုတော့ဒီဆိုင်ကပို့ပြီးတော့စားလို့လည်းကောင်းတယ်ဈေးလည်းပို့ပြီးတော့သက်သာတယ်အရသာလည်းရှိပါတယ်ဒါကတော့ကိုရီးယားဆန်ဆန်စားကြတာပေါ့နော်fish cake လေးစားကြည့်ပါမယ်ရှင်fish cake အားရပါစားပြချင်ပေမဲ့အရန်ပူနေရမလို့တတိလေးပဲကိုက်လိုက်ရတာပေါ့နော်ဒါပေမဲ့ fish cake ကအကြီးလည်းကြီးတယ်အရသာလည်းရှိတယ်အိလည်းအိနေရပဲသူတို့စီရပေးရမုံလာချင်းကလေအရန်ကိုကျွရွာပြီးတော့လေတော်တော်လေးကိုစားကောင်းနေသေးလားမပြော့နေဘူးပေါ့နော်ကင်ချီလေးကလည်းတော်တော်လေးအရသာရှိတယ်ဒါလေးကတော့သူများမှာလာတဲ့ rice cake လားမသိဘူးသူကချိုချိုလေးနဲ့လေစားလို့ကောင်းတယ်ဆန်မှုပုံမှာအဲ့လိုမျိုး sauce လေးနဲ့တော်ရတာရှိပါတယ်စားတာကဘလောက်မှမကြောက်အရသာရှိရောလေဘယ်လိုပုံလုံးကုန်သွားမှန်းတော့မသိဘူးကုန်သွားပါပြီရှင်တာတာတာဒါတော့ကိုပုံဆိုင်နဲ့ကနေရပါတော့ရတာရှိရဆိုပြီးတော့သူရဲ့အင်တာလို့ဖြစ်နေ
ဒါကတော့စားပစ်ပေးတာပါသူဆိုင်နေပြီးတော့လေအဲ့ဒီကိုရီးယားကြော်ကြော်ကမမထောင်သူတို့စားပစ်ပေးရဲ့ကိုရီးယားကြော်ကြော်လေးပေါ့နော်ဒါပေမဲ့အပြင်ကကျွတ်ရွာပြီးတော့အထက်ကလေးနူးညံ့နေရပဲအရန်စားလို့ကောင်းတယ်အစားကဘိုက်ပြေသွားနေပြီမစားနိုင်တော့ဘူးအဲ့လိုထင်ထားပါတော့ကြော်ကြော်တော့စားကြိုက်လိုက်ပြီးတော့နောက်ကြော်လေးပါဆက်စားပြစ်သွားတဲ့အထီကိုဆိုတော့စားကောင်းတာဘိုက်ပြေနေနောက်မှစားရှင်နေရပါတော့ဘယ်လောက်တည်းရတာရှိပါတယ်နောက်ဆုံးမှာတော့သူတို့ပေးတဲ့ကွိုင်လေးတွေနဲ့အယုတ်ကောက်ပါရမယ်ရှင်ဒီကွိုင်လေးတွေတော့သူကပတ်စံပေးစရာမလိုပေါ့နော်ပြီးတော့သူကပုံမှန်ကိုရီသုံးနေတဲ့ပတ်စံကွိုင်မဟုတ်ဘူးဒီအယုတ်ကောက်ဆက်ကနေပြီးတော့တီးတန့်သတ်မှတ်ထားတဲ့ကွိုင်လေးရှိရဲအဲ့ဒီကွိုင်လေးကိုသူကပေးလာပါတယောက်ကို8ကွိုင်ကို8ခုလောက်ပေးရပေါ့နော်အဲ့မှာစတစ်ရုပ်လေးအရန်လာပဲဒါတော့ကိုပုံကျစားပန်းစားရုပ်ကောက်နေရပေါ့နော်တက်လိမ်မောင်ရောင်လေးရင်ကောက်လိုက်အဲ့ဒီထဲမှာရှိနေတဲ့အရုပ်တွေအကုန်လုံးကလှရသေးလား quality ကောင်းတဲ့အရုပ်တွေပြီးတော့ stage ရုပ်လေးဆိုလို့ရှိရင်လည်းတကယ်ဟို mini so လို့ဘာတော့မှတွေ့နေရအရုပ်မျိုးလေးတွေအရင်ချက်ဖို့ကောင်းတယ်နောက်ဆုံးတော့ရတာပါရှင်နောက်ပြီးမှတွေ့ကြမယ် bye bye